လာမယ့်ရာသီသစ်ရှယ်စီနေပြထိုင်ကုန်တန်းမှာကျမမြင်ချင်တွေ့ချင်ဆုံးသောနေပြအစားပြီးလွန်ဆိုအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုဆိုင်ရှယ်စီလိုက် YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမပြပြသွားမယ့်အကြောင်းအရာလေးကတော့လာမယ့်ရာသီသစ်ရှယ်စီနေပြခုံတန်းမှာကျမမြင်ချင်တွေ့ချင်ဆုံးသောနေပြအစားပြီးလွန်ဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ကဲဒီတော့ဆက်လိုက်ကြရအောင်ဗျာပေါ်လုံးလောကမှာသမိုင်းဆိုတာဖန်တီးသူရှိမှဖြစ်တည်လာတာပါလက်တလောအချိန်နေမှာတော့ကျမတို့လိုအပြာရောင်ပြိတ္တတွေရဲ့အိမ်မက်တွေကတခဏအယောင်မှိန်နေတဲ့အချိန်ဖြစ်နေသလိုစတန်ဘိုဖစ်မှာခေါင်းဆောင်ကောင်းမဲ့နေတဲ့အချိန်မျိုးမှာကျမရဲ့နှလုံးသားကတောင်းဆိုနေတဲ့နာမည်တစ်ခုရှိပါတယ်အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူးစပိန်သားကြီးဇာဘီအလွန်ဆိုပဲဖြစ်ပါတယ်လက်ရှိကျမတို့တွေရဲ့ရှယ်စီအသင်းမှာလမ်းဆုံးလမ်းခွက်တစ်ခုကိုရောက်ရှိနေပါတယ်ရှယ်စီအသင်းဟာငါးပွဲစတိုက်ရာကိုမရှိပဲရှုံးနိုင်ခဲ့ပြီးနောက်မှာအသင်းကိုရာသီဝက်ကမှစတရာဘောက်ကနေထွက်ပြီးရှယ်စီအသင်းကိုလာရောက်ကင်တွယ်ခဲ့တဲ့နီးပြလီယန်ရော်စီနီယာကိုရာထူးကနေထုတ်ပယ်ကနှုတ်ဆက်ခဲ့ပြီးနောက်မှာလာမယ့်ရာသီသစ်မစတင်ခင်မှာကျမတို့အသင်းရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်မဲ့ပြည်သူ့ကရှင်ဆန်နဲ့တွေ့ကြုံရှိပြီးတည်ငြိမ်တဲ့နီးပြတရက်ကိုအချိန်ပေးပြီးရှာဖွေနေပြီပဲဖြစ်ပါတယ်ဒါဟာနီးပြသစ်တယောက်ရှာဖွေတာထက်ပိုတယ်လို့ပြောရမှာဖြစ်ပြီးအပြာရောင်ရှင်သေးတို့ရဲ့ဂုဏ်သိက္ခာကိုပြန်လဲဆယ်တင်ဖို့ကယ်တင်ရှင်ကိုရှာဖွေနေတာပဲဖြစ်ပါတယ်လာကမရှိမှာအသင်းရဲ့နီးပြပြစ်မှတ်စင်းထဲမှာ EIO လာဘုံမောင်းနဲ့မာကိုဆေးပါဖူဝမ်တို့လိုအရေးချင်းရှိတဲ့နီးပြတွေပါဝင်နေတာမှန်ပါတယ်သူတို့ဟာပရီးမီးယားလိရဲ့မြေစာပင်တွေကိုကောင်းကောင်းနားလည်ကြပါတယ်ဒါပေမဲ့ကောင်းမွန်ရုံနဲ့ရှယ်စီရဲ့ရာဇဝင်ကိုပြန်ရေးမနိုင်ပါဘူးကျမတို့လိုအပ်နေတာကတွေးကြုံရှိုံတွေမကပဲကမ္ဘာအဆင့်မီကစားသမားတွေကိုတစ်ချက်ကြည့်ုံနဲ့ထိချုပ်နိုင်မဲ့အရှိန်အဝါမျိုးပွဲတစ်ပွဲရဲ့အလှည့်ပြောင်းကိုစက္ကန့်ပိုင်းတွင်ဖတ်နိုင်တဲ့အမျှော်မြင်မျိုးပါအဲ့ဒီအရေးအရှင်းတွေအလုံးဟာစားပြီးအလွန်ဆိုမှာပဲအကုန်ရှိနေပါတယ်ဘာလို့အခုလိုမျိုးပြောနိုင်တာလဲဆိုရင်အလွန်ဆိုဟာဘိုင်ယန်လေဘာကူစင်လိုအသင်းမျိုးကိုအမိုင်းတခြားတရားသီလုံးရှုံးပွဲမရှိအစံချိန်နဲ့ကွန်ဒရလီဂါဖလားကိုသိမ်းပိုက်ပေးခဲ့တဲ့ဖြစ်ရက်ကသူ့ရဲ့နီးပြပါရမီကိုတက်တဲ့ထုနေပါတယ်ဂျာမနီမြေမှာသူပြသခဲ့တဲ့နေစနစ်တွေကစားသမားတွေပေါ်ထားရှိထားတဲ့စိတ်သက်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေဟာတကယ်ကိုအမခန့်ပါပဲဒါအပြင်ဘိုင်ယန်လေဘာကူစင်ကနေထွက်ပြီးသူကစားသမားဘဝအောင်မြင်မှုကြီးမားခဲ့တဲ့သူ့ရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ Real Madrid လို့အသင်းမျိုးကိုဂိုင်းတွယ်ခဲ့မှုတဲ့သူလည်းဖြစ်ပါတယ်ဒါကြောင့် Real Madrid လို့ဖျားအစမတန်များတဲ့အသင်းကြီးမှာကစားသမားဘဝရောနီးပြဘဝမှာပါအောင်မြင်မှုတွေရယူခဲ့တဲ့အလွန်ဆိုရဲ့ DNA ဟာ Chelsea နဲ့အကိုက်ညီဆုံးဖြစ်ပါတယ်အစောအဖြစ်ပြောရရင်မျော်လင့်ချက်ဆိုတာကအမှောင်တဲကလင်းတိုင်တစ်ခုပါလာမယ့်ရာသီသစ်မှာ Chelsea ရဲ့နီးပြထိုင်ကုန်တန်းမှာစားပြီးလွန်ဆိုကိုကျမတို့မြင်တွေ့ခွင့်ရမယ်ဆိုရင်အဲ့ဒါဟာပြိုင်အောင်ပြိသက်တွေအတွက်တော့အကြီးမားဆုံးသောလက်ဆောင်တစ်ခုလို့ဆိုရပါလိမ့်မယ်အလွန်ဆိုရဲ့နီးပြဟာအရှိန်အဝါတွေနဲ့တူကျမတို့ရဲ့ Chelsea သင်းကိုနောက်ရာသီသစ်မှာဥရောပရဲ့ထိပ်သီးနေရာကိုပြန်လည်တက်လှမ်းနိုင်အောင်လှုပ်ဆောင်ပေးနိုင်မဲ့သူဖြစ်တာကြောင့်ရာသီသစ်မှာစားပြီးလွန်ဆိုကိုအပြာရောင်ဝတ်စုံနဲ့အတူနီးပြခုံတန်းနဲ့ကွင်းရဲ့စီးပေးလိုင်းကနေကစားသမားတွေကိုအားကျမှန်တဲ့ညွှန်ကြားပြီးသွင်းကိုရတဲ့အခါအားရပါရအောင်ဝက်ခံမျိုးတွေကိုမြင်တွေ့ရဖို့မျှော်လင့်နေပါကြောင်းပြောဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အပြာရောင်ညီကိုတို့တွေနေတဲ့ကရောလာမယ့်ရာသီသစ်မှာစားပြီးလွန်ဆိုကိုရှယ်စီနီးပြခုံတန်းမှာမြင်ကျင်ကြရလားဒါမှမဟုတ်ဘယ်နီးပြကိုအသင်းထံရောက်စေချင်ကြလဲဆိုတာကိုယ့်ရဲ့အမြင်နဲ့ယူဆချက်လေးတွေကိုအောက်ကကွန်မန့်ဘောက်ထဲမှာဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုဆိုင်ရှယ်စီလိုက် YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ရှယ်စီသတင်းနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်လေးတွေကိုတင်ဆက်ပေးတော့မှာမလို့ Like and Follow Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်